လူရင်ကြီးတွေအလေးကိုချောင်းတစ်ဖက်သားတစ်ချက်အလိုက်ကိုပြင်နာမေမောင်အရိုက်ပန်းတန်းစင်တဲ့မောင်တပွင့်ပန်းလီအောင်စုထင်ကလာမပြေမြေမှာခါရရှာပြီကြည်လင်ကပြပြူတဲ့ရှိပြီးဟာဝေကရဲ့တန်လုံးချသွားရပြီတာယာကအေးချမ်းတဲ့အခြေအနေတွေရှုပ်တဲ့ကွယ်လွင်ပါသွားပြီပဲမောင်အရိုက်ပန်းမောင်အသေးပန်းကန်စားတာခီရိလာဝတ်ကျွေးမကုန်လို့လားရှိတယ်မနှမိုးရချာမ